ကဲဒီနေ့မှာတော့ရှာပြတောင်းတနေတဲ့ဒညင်းင်းငပိချက်လေးချက်စားပါမယ်အနှစ်ကတော့လုံးဝအသက်ပါပဲရှင်စီပူလာရင်ဂျင်းကျတုံပြထောင်းထားတာလေးကိုစီတက်ပါမယ်ရှင်ပြီးတော့ခရမ်းချင်နေထားတာလေးတွေကိုထည့်ပါမယ်ပြီးတော့ဒညင်းင်းငပိချက်ဆိုငပိလေးထည့်ပါမယ်ရှင်စားနဲ့ကြက်သားမုံလေးကိုထည့်ပါမယ်ရှင်အယောင်လေးလာဖို့နနွေးမုံနဲ့အယောင်နေမုံလေးတွေကိုနည်းနည်းစီထည့်လိုက်ပါတယ်ပြီးတော့လုံးဝအောင်လို့စီတက်ပါမယ်ရှင်တစ်ဖက်မှာသညင်းသီးလေးတွေကိုထုထားပါမယ်အခုလိုမျိုးအနေထားလေးပေါ့နော်ခရမ်းကျင်သီးလေးတွေဤရွာအောင်လို့ရင်နွေးထက်ပစုံကြောက်လေးထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတည်ထားပါတယ်ရှင်ကဲခရမ်းကျင်သီးတွေဤလာပြီဆိုရင်သညင်းသီးပြားလေးတွေကိုထည့်ပြီးတော့ချက်ပါမယ်ရှင်အရသာအတွက်ချက်သားမုံလေးပဲထပ်ထည့်ပါတော့ရရှင်ကဲအခုလိုမျိုးလေးချက်ပြီးရင်တော့ကျမအပေါ်ကနေချက်သွန်နီကြောက်လေးတွေကိုအုပ်လိုက်ပါတယ်ရှင်အစားကလေချက်သွန်နီထည့်ခဲ့လို့ပေါ့နော်ကဲအခုလိုမျိုးလေးစီတက်ပြီးတော့ချက်လိုက်တာအနှစ်ကလုံးဝအသက်ပါပဲရှင်ရန်ကိုမှစကောင်းပါတယ်ရှင်။တငင်းနီးရကျမ်းမာရေးအတွက်ဘာမှအထောက်အကူမပြုပေးမဲ့လေပေါ့နော်။ကြိုက်လို့တစ်ခါတလေလဲချက်စားဖြစ်ပါတယ်ရှင်။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။ Bye bye